အဲ့တော့ boost နဲ့ပတ်သက်ပြီးတော့ကျွန်တော်က service တည်တံ့မပေးပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ဒီ client တွေအတွက်ကတော့ကျွန်တော်တို့ကတော့ဒီ boost service ပေးတယ်ပေါ့နော်ဒီ package တွေထဲမှာလည်း boost service တွေကပါတယ်ဆိုတော့များသောအားဖြင့်ကျွန်တော်သင်တန်းတွေမှာလည်းပြောပြတယ်ကျွန်တော်ဗီဒီယိုတွေလည်းတင်ခဲ့ပူပါတယ်အခုရဲ့ boot results တွေကောင်းလာဖို့ ad results တွေကောင်းလာဖို့လိုတယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပတ်စံပေးပြီးသုံးရတဲ့ campaign တွေမှာဆိုရင်ဟိုသုံးလိုက်တဲ့နဲ့ဒီ amount နဲ့အညီမျှတဲ့ result ကတော့ရဖို့လိုတာပေါ့နော်အဲ့အတွက်ကျွန်တော်တို့မှာပြင်ဆင်ရမယ့် content ပိုင်းတွေ design ပိုင်းတွေလည်းလိုအပ်သလိုကျွန်တော်တို့ကဒီအခု S-run တဲ့အခါမှာကိုယ့်အတွက်AI assistant တွေလည်းကူညီယူလို့ရနေပြီဒါလေးတွေလည်းသိစေချင်တာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့အားလုံးသိတဲ့ Manus AI ကနေပြီးတော့ကျွန်တော်တို့ ad results တွေကိုဘယ်လိုမျိုး analysis လုပ်လို့ရမလဲဆိုတာလေးကိုဒီဗီဒီယိုမှာကျွန်တော်ပြပေးချင်တာဖြစ်ပါတယ်အကြောင်းကတော့ကျွန်တော်တို့ရဲ့ result တွေပိုကောင်းလာဖို့အတွက်နဲ့မလိုအပ်ဘဲနဲ့ကုန်ကျစရိတ်တွေချွေတာနိုင်မှုအတွက်ဒီဗီဒီယိုလေးကတင်အတွက်အသုံးဝင်မှာပါအဲ့တော့ပထမဆုံးကျွန်တော်ပြောချင်တာက Manus ဒီ Facebook ကနေဝယ်ထားရဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ Facebook နဲ့တခါတည်းဒီနေရာမှာချိတ်ဆက်လို့ရတယ်ပေါ့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒါဒီ Ads Manager ပေါ့နော်ဒီချိတ်ဆက်ထားတယ်ချိတ်ဆက်ထားပြီးတော့ချိတ်ဆက်တာလည်းဘာမှမခက်ဘူးပြသေးလားကျွန်တော်တို့ကဒီဘက်မှာ Facebook ဒီ S-run နဲ့ account ဖွင့်ထားလိုက်ပြီးရင်ဒီဘက်မှာကျွန်တော်တို့ကဒါလေးကိုချိတ်လိုက်ပြီးရင်တခါတည်း link connect လုပ်လိုက်ရုံပဲပေါ့နော်အဲ့တော့ပြီးရင်တခါတည်းချိတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာသူ့ကိုကျွန်တော်မေးလိုက်ပေါ့ကျွန်တော်ဒီမှာပထမဆုံးသူ့ကိုမေးထားတာပြောပြမယ်နော်ကျွန်တော်တို့ပြီးခဲ့တဲ့လကဒီ result တွေပေါ့နော် past performance တွေကိုကျွန်တော်က overview လေးပေါ့နော်ဒီမေးလိုက်တယ်အဲ့မှာသူကကျွန်တော် slide ပုံစံနဲ့ကျွန်တော်ထုတ်ခိုင်းတဲ့အတွက်ကျွန်တော်သူ slide တွေထုတ်ပေးတယ်ပေါ့နော်အဲ့တော့ဒီ slide ကလေးတွေတစ်ချက်ကြည့်အောင်ဆိုတော့အဲ့ slide တွေကလည်းကျွန်တော်မြန်မာလိုပဲသူကပြောပြီးမှာပေါ့နော်ပြပြီးမှာဖြစ်တယ်ဆိုတော့အဲထားပါတော့တစ်ခုချင်းစီကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီပြီးခဲ့တဲ့လက impression တွေအခြေအနေတွေမြင်ရမယ်နော်ဒါတွေပေါ့နော်ဒါတွေကအသေးစိတ်တော့ကျွန်တော်ကတော့မပြတော့ပါဘူးဒါကတော့ကျွန်တော်တို့ဒီတိုင်းပဲ random ပြတာပေါ့နော်အဓိကတော့ဗျာအသေးစိတ်ပြောမယ်ဆိုရင်တော့ဒီမှာပေါ့နော်သူအကြံပြုချက်တွေလည်းပါတယ်ပေါ့နော်ဆိုတော့ဒီ performance တွေကကျွန်တော်တို့ဒီ overall ပေါ့နော်ပြီးခဲ့တဲ့လလုပ်ခဲ့သမျှဟာတွေကျွန်တော်တစ်ချက်ပြန်ကြည့်ပြီးတော့ဒါကိုသူ့ကိုပြောမယ်ဆိုလို့ရှိရင်review ထုတ်ခိုင်းတဲ့သဘောပေါ့အဲ့ဒါဟိုမှာကျွန်တော် analysis လုပ်ခိုင်းမယ်ဟဲ့လားအကြံပြုချက်တွေတောင်းမယ်ဘာမှမဟုတ်ရိုးရှင်းရှင်းပဲဒီ performance တွေပေါ်မူတည်ပြီးတော့ result တွေကို analysis လုပ်ပေးပါလို့ပဲကျွန်တော်ပြောလိုက်တာပေါ့နော်အဲ့တော့အဲ့မှာ तू ကစပြီးတော့ကျွန်တော်ကိုစမ်းဆောင်ရည်တွေစမ်းစစ်ပေးတယ်နော် final analysis ဆိုတာတွေလုပ်ပေးတယ်ပြီးတော့ကျွန်တော်တို့ကဒီမှာအကြံပြုချက်တွေပေးတာရှိပါတယ်ပေါ့နော်ဆိုတော့တချို့ဟာတွေကလည်းကောင်းတယ်တချို့ဟာတွေကလည်းဘာတွေပြင်ရမယ်ဆိုရယ်အသေးစိတ်သူကျွန်တော်ကိုဒီအကြံပြုနေရလေးရှိတယ်ဆိုတော့အဲ့ဒါတွေအရန်ကောင်းတယ်ပြောချင်တာကကျွန်တော်တို့အခုဒေါ်လာတွေအများကြီးသုံးပြီးတော့ run ထားတဲ့လုပ်ငန်းရှင်တွေဒီတိုင်းပြစ်မထားပါနဲ့ကိုယ့်ရဲ့ result ကိုအချိန်မရွေးသူ့ကိုပြန်ပြီးတော့မေးနေလို့ရတယ်အဲ့တော့ကျွန်တော်တို့ကအခုလက်ရှိ run နေတဲ့ S တစ်ခုကိုဘယ်လိုမေးမလဲကျွန်တော်နမူနာလေးတစ်ချက်ပြမယ်လက်ရှိ run နေတဲ့ S က name ပေါ့ဗျာဒီမှာဆိုရင်ကျွန်တော် name ဒီ name လေးနဲ့ကျွန်တော်ပေးထားတဲ့ name လေးကိုကျွန်တော်ကဒီနေရာမှာရိုက်ထည့်လိုက်ပေါ့နော်ဒီမေးတဲ့အခါမှာ prompt ထဲမှာပေါ့နော်ကျွန်တော်တို့ S manager ထဲမှာဒီ name ခေါင်းစဉ်နဲ့ run ထားတဲ့ S result ပေါ်မှာသုံးသပ်ပေးပါနော်ဆက်ပြီး run တင်လားမ run တင်လားဘာတွေပြင်သင့်လဲဆိုတော့ expected အောင်လို့အကြံပြုပေးပါဆိုပြောလိုက်တဲ့အခါမှာသူကကျွန်တော်ကိုဒီ S ကိုသူတခြားလေးကြည့်ပြီးတော့မှအခုလိုမျိုးပေါ့နော်လက်ရှိ performance သုံးသက်ချက်လေးတွေပြောပြပြီး reach ကဘယ်လောက် impression ကဘယ်လောက်ပေါ့နော် amount span ကဘယ်လောက်အဲနော်အလွန်ကောင်းမွန်တဲ့ရလဒ်ဖြစ်တယ်ဆက်သွားတဲ့နဲ့ဘာညာတရကပေါ့နော်ဒါလည်းအလွန်သက်သာတယ်ဆိုတော့ဆက်ဆောင်ကြည့်ဖို့လိုရတဲ့ချက်တွေလည်းရှိတယ်ဒါမျိုးပြင်ဆင်တဲ့ဟာတွေလည်းသူပြောပြထားရရှိပါတယ်ဆိုတော့ဟိုပြောချင်တာကကျွန်တော်တို့ကဟိုတကယ်တမ်းပေါ့နော်ငွေကြေးပါလာပြီနော်ငွေကြေးနဲ့ပတ်သက်ပြီးကြော်ညာလုပ်ငန်းတွေလုပ်ကြရဲဆိုတဲ့ခါတွေမှာတော့အခုလိုမျိုးတိုးတက်လာတဲ့ဒီ AI နည်းပညာကိုတော့မဖြစ်မနေသုံးသင့်တယ်အဲ့ဒါမှကျွန်တော်တို့ budget တွေချွေတာရောက်မယ် target တွေကိုထိမယ်ပြီးရင်ပို့ပြီးတော့ကိုယ်လုပ်ငန်းအတွက်လည်းဒါတွေကအထောက်အကူပြုနိုင်ပါတယ်အဲ့တော့သူများက AI လို့ပြောလို့AI ဆိုပြီးတော့လိုက်ပြီးတော့လောက်ကြတယ်ဒီချိန်မှာကိုယ့်လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ဗီဒီယိုတွေလောက်ပဲလုပ်နေတယ်ပုံတွေလောက်ပဲလုပ်နေလို့မရဘူးတကယ်တမ်း AI ကိုသုံးတဲ့အခါမှာကိုယ့်လုပ်ငန်းအတွက်ဘယ်နေရာဘယ်ရှုထောင့်ကနေတေချာသုံးမလဲဆိုတော့တေချာပေါက်လေးသိဖို့လိုတာဖြစ်ပါတယ်ဆိုတော့အဲ့တော့ဒီလိုမျိုးအကြောင်းအရာတွေအပြင်ပေါ့နော်တခြားတော့ဒီ AI နဲ့ပတ်သက်ပြီးတော့သိသင့်တဲ့အကြောင်းအရာတွေဒီ content ဒီ media နော် creation ဘိုင်းတွေကမကပေါ့နော်တခြားသော automation တွေ agent တွေဘိုင်းတွေအထိဆက်ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာဒီတနည်းအားဖြင့်ပေါ့နော်AI Mastery for Business ဆိုရဲ AI တန်းလေးရှိတယ်ဒါအားလုံးလည်းသိတယ်เนาะအဲ့တော့ online တန်းလေးရှိတယ်အပြင်သင်တန်းလည်းရှိပါတယ်အပြင်သင်တန်းဆိုလို့ရှိရင်တော့မေလ9နဲ့10မှာကျွန်တော် best fight လေးပြန်စမှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆင်းပေးလို့ရပါတယ်အဲ့တော့ဒါလေးကတော့ကျွန်တော်လုပ်ငန်းရှင်တွေအတွက်ပေါ့နော်မေးကြတဲ့သူတွေလည်းရှိတော့လေကျွန်တော် S performance ကိုဘယ်လိုပြန်စမ်းစစ်မလဲပိုကောင်းလာအောင်ဘယ်လိုလုပ်မလဲအဲ့တော့အခုအလွယ်ကူဆုံးကတော့ manage နဲ့လုပ်ကြည့်ပါအရင်ကလိုမျိုး screenshot ကြီးရိုက်ပြီးတော့เนาะGemini ကိုမေးလိုက် ChatGPT ကိုမေးလိုက်လုပ်စရာမလိုတော့ဘူးတခါတည်း manage နဲ့ S manager နဲ့တွဲပြီးသားဖြစ်တဲ့ဒီလိုမျိုးလေးကိုက
မေးလိုက်ရုံပါပဲเนาะအဲ့တော့ Telegram နဲ့ချိန်တိုင်း Telegram ကနေလှမ်းမေးလိုက်ရုံပါပဲเนาะဆိုတော့အားလုံးစင်ပြေကြပါစေကိုယ့်ရဲ့ဒီသုံးတဲ့ budget နဲ့ညီမျှတဲ့ result တွေထွက်ကြပါစေလို့ကျွန်တော်တို့ဆန္ဒပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်